ချင်းပြေဝတ်စာလီချင်းပြေကပြဖြောပြပေးသွားရင်သမီးငယ်လေးအားလေးစားစာဖိတ်ခေါ်အပ်ပါတယ်ရှင်ဂီတပညာမှာဘလောက်တောင်ထူးချွန်ပေါများလဲဆိုရင်မြန်မာကကိုရာမကအနောက်ပိုင်းသိဂီတတွေကိုဒါလမ်းမိုးနိုင်သည်ကိုရီးယားပဲရှင်ဖေးကိုရန်ကြည့်မလားလို့ကြပါရှင်စာလီကပြစာဂီကပြေကပြဖြုတ်ပြပေးသွားတော့သမီးငယ်လေးဟာအမကချန်ကြီးကတာဝန်ခံကျောင်းဆရာကြီးကစုတော်ငွေ9000ကျပ်မူလွန်တဲ့ပင်ကိုင်းကဆရာမကစုတော်ငွေ2000ကျပ်ချီးမြှင့်သွားပါတယ်ရှင်ယခုလိုစုများချီးမြှင့်ပေးသွားတော့ဆရာနဲ့ဆရာမကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်မိဘတိုင်းရတာသားသမီးကိုကောင်းစေချင်တာမဟုတ်ပါဘူးဆရာများကလည်းကိုယ့်ရဲ့လက်ထက်ငယ်သားတားငယ်သမီးငယ်လေးများကိုကဘာပေါ်မှာအကောင်းဆုံးတော့ဖြစ်စေချင်ပါတယ်ဆရာဆိုတာတပည့်သည်ဆရာတဲ့လက်ဆောင်ထက်အောင်သင်နိုင်မှတလည်းဆရာပိသပါသည်ဒါကြောင့်မလို့ကိုယ်တပည့်တွေကိုဆရာတဲ့သောစီခြင်းသောရွယ်ချက်ကိုဖော်ပြထားသည် I am the best ပဲကပြဖြောပြပေးပါရဲ့မူလွန်ခွင့်အားကြောင့်က grade 2သမီးငယ်လေးများလေးစားစွာဖိတ်ခေါ်အပ်ပါတယ်